မင်္ဂလာပါခင်ဗျာ Hunters and Fisherman Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဖိုးကြော့ပြေးလွှာ၍လျားနေသောယတနာတိုင်အပိုင်းနှစ်အိုက်ထွန်းပါအားအိုက်ဆန်ကလက်နှိပ်တက်မီထိုးပြထားသည့်အပြင်မအောအိုက်လုံကလည်းစီမီခွက်တွေကိုထွန်းညှိကဟိုအပင်ချိတ်သည်အပင်ချိတ်ဆွဲထားသဖြင့်စခန်းမှာအလင်းရောင်များနဲ့ကွက်တိကွက်ကြပြန့်ကျဲနေလေပြီရှူးကနေလီမုတ်လိုက်တာနှင့်အတူသူ့နားသို့ချင်းကပ်လာသောအိုက်ထွန်းပါအားစင်ဖြူလေးကနှမောင်းနှင့်လှမ်းပတ်လိုက်၏14-15နှစ်သားအရွယ်ကပင်စင်ဖန်းလာသောအိုက်ထွန်းပါသည်လျှက်တစ်ပြက်အတွင်းဘေးနားကအင်ဂျင်ပင်ကြီးကိုအကောက်ကွယ်ယူပြီးရှောင်တိန်လိုက်သည်ပူးအိုက်ထွန်းပါ၏စကားတန်အဆုံးမှာပင်ဖန်းစင်ကြီးနှကောင်သည်စင်ငယ်လေးကိုချက်ချင်းပူပြီးညှက်ထားလိုက်၏အိုက်ထွန်းပါကဖန်းစင်ပေါ်တရှိသူ့သားအိုက်မောင်ကိုဖြက်ကနေတစ်ချက်လှမ်းအကြည့်လိုက်တွင်စင်ဖန်းဝါရင်ပြီးသားဖြစ်သောအိုက်မောင်ကသူ့အဖေဘာကိုဆိုလိုသည်ကိုချက်ချင်းသိသဖြင့်လှင်လင်းလျားလျားလှုပ်ခတ်နေသောစင်ဖြူလေး၏နှမောင်းကိုမွန်ညာပြီး၏နှမောင်းနှင့်လိမ့်ကြည့်ပြီးမလုံနိုင်မယုံနိုင်အောင်ဖန်ထားပြီးလိုက်သည်မိနစ်ပိုင်းအတွင်းမှာပင်စင်ဖြူယတနာကလေးသည်အိုက်ထွန်းပါ၏ကြိုးကွင်းထဲဝင်သွားပြီးခိုင်ခန့်သောတစ်ပင်ကြီးတစ်ပင်တွင်အချုပ်ခံလိုက်ရလေသည်အိုက်ဆန်အိုက်လုံတို့၏အကူအညီနှင့်လေပင်ကျိုးခြေကျိုးချီပြီးကြသောအခါစင်ဖြူယတနာကလေး၏နားကိုဖောက်ပြီးကျိုးငယ်တစ်ပင်နှင့်လည်းခြီထားလိုက်သည်စင်တကူလုံးတွင်နားသည်အန်ဒီရဲ့အကင်းဆုံးနှင့်အနာကျင်တတ်ဆုံးနေရာဖြစ်သဖြင့်တွန်တင်သောအခါထိုကျိုးကိုဆွဲပြီးတွန်တင်နိုင်သည်စင်သမားများစင်ကိုရိုက်နှင့်လင်လဲနားရုပ်ကိုသာရိုက်နှင့်ဆုံးမတတ်၏တခြားနေရာဆိုရင်လူရိုက်သည်ကိုစင်ကမဖြုံတတ်ပြီစင်ငယ်လေးကိုချီမိတုံမိပြီး၍အကူညီမလိုသောအခါဖန်းစင်နှစ်ကောင်ကိုစင်ဖြူယတနာကလေးနှင့်အတော်ဝေးဝေးသို့ခွာစီပြီးရေတိုက်အစာသွေးကအနားပေးထားလိုက်ရ၏ဖမ်းမိထားသောစင်ဖြူငယ်လေးကိုမူထုံးစံအတိုင်းအစာရေစာလုံးဝမကြွေးပဲတစ်ရက်နှစ်ရက်ထားရပြီးအောင်ပြီပြီးမှငပြိုးပင်၏အပြင်ဘက်နှင့်ဆန်စားအနှင်းငယ်ကိုလုံးထွေးကထားပနာ၍ကျွေးရပေမည်ဤဒီကစ၍တောစင်တကောင်ဤအခြေအနေကိုအကဲခတ်ကနေရာရွှေ့ပေးခြင်းညှက်သွင်းခြင်းပကတ်တင်ခြင်းရှောပိုင်ခြင်းတို့ကိုကျင့်စဉ်အတိုင်းတစ်ခုပြီးတစ်ခုကျင့်သွားရမည်ဖြစ်လေသည်စင်ငယ်လေးအားချီမိတုံမိပြီး၍ကိစ္စဝိစပြီးသောအခါအချိန်မှာတက်ငယ်ကောင်းချအချိန်ရှိလေပြီယခုထိညနေစာမစားကြရသေးသောစင်ဖန်းသမားအားလုံးမှာညနေစာကိုချက်ပြုတ်ကြသည်ချက်ပြုတ်ရင်းနှင့်မိုးမိတ်မြို့ဖြင့်ကြားကောင်းအရက်ခါကိုမြင်ရည်ရှက်ရည်တောက်ကစင်ဖန်းရမှာကျိန်ဆူဝါဆူတစ်ခက်တစ်ကိုင်းညာထိမိရှာမိ၍ပုံးပဲ့လာကြသောအနာထံရာများကိုလည်းစင်ဖန်းမထွက်မီကနတ်ပတသောစံပန်းပေါက်ပေါက်တွေကိုဝါကျိတ်တွေကဆေးအဖြစ်သုံးကြရလေသည်စားတော့ပြီး၍စင်ဖန်းသမားအားလုံးတဲငယ်ထဲဝင်သွားကြသောအခါစင်ဖြူငယ်နားတွင်မီးတဖိုးနှင့်ညဆောင်တာဝင်ကိုအိုက်ထုံးပါကယူလိုက်ရလေသည်3စင်ဖန်းအဖွဲသားများအားလုံးအိမ်မောကြနေသောညနက်တန်းကောင်အချိန်တွင်ဖန်စီရမိထားသောစင်ဖြူငယ်လေးကိုစောင့်ကြည့်ရန်တာဝန်ယူထားရသောအိုက်ထုံးပါမှာမီးဖိုပြီးနား၌တယောက်ထဲငိုက်မြေးလျက်ရှိ၏စခန်းရှိလူသားအားလုံးတို့ငိုက်မြေးအိမ်မောကြနေတော့လေစခန်းသည်တိတ်ဆိတ်ငြိမ်သက်ခြင်းအလေးမရှိချေပိုးကောင်မွှားကောင်များ၏တစီစီမိတံဖန်စီထားသောစင်ဖြူယတနာကလေး၏အော်တံဖန်းစင်များ၏ဝိုင်းယူတံချောင်းဟန့်တံအစာတောင်းတံနှင့်စင်ဖန်းသမားတို့၏ဟောက်တံကစခန်းကိုအသက်ဝင်လှုပ်ရှားလာအောင်ဖန်တီးလျက်ရှိလေသည်ဖမ်းမိထားသောစင်ဖြူကလေး၏တကြီးကြီးအော်မီနေတံကြောင့်ညဦးပိုင်းကမူငိုက်မြီးနေသောအိုက်ထွန်းပါမှာခဏခဏလန့်လို့ရ၏အိုက်လောလူတို့မစင်မချင်းဖမ်းစည်းလာကြသောစင်ဖြူကလေးနှင့်ပတ်သက်၍အိုက်ထွန်းပါမှာယခုထိဘဝင်မကြနိုင်သေးပေအိုက်ထွန်းပါဘဝင်မကြဖြစ်မည်ဆိုကလည်းဖြစ်เสียပင်စင်ရိုင်းအုပ်ထဲတွင်နှို့မဖြတ်သေးသောစင်ငယ်လေးများကိုစင်ဖန်းသမားများကဖမ်းစည်းလာကြပြီဆိုလျင်ညအချိန်၌စင်မာကြီးသို့မဟုတ်စင်အုပ်ကြီးသည်စင်ငယ်လေးများကိုပြန်လာလူတက်ကြသည်ဟုရှေးခေတ်ဖန်တီကြီးများကပြောဘူးသည်စင်ဖြူငယ်ဆိုလျင်ပို၍ပင်အရေးကြီးသည်၏စင်အုပ်ထဲတွင်စင်ဖြူမှာဘရင်တဆူဖြစ်၏စင်အုပ်ထဲရှိစင်မတကောင်ကောင်ကစင်ဖြူတော်လေးမွေးလာပြီဆိုလျင်
ထိုစင်ရိုင်းအုပ်သည်ဆင်ငယ်လေးများကိုအထူးဂယုတစိုက်နှင့်ဝိုင်းဝန်းစောင့်ရှောက်တတ်ကြ၏အစာရည်စာများကိုတကူးတကရှာဖွေကျွေးမွေးကြသည့်အပြင်သွားရလာရ၌လည်းဆင်ဖြူတော်လေးဘီးအန်တရယ်မဖြစ်အောင်အမြဲချံရန်ကာကွယ်၍လိုက်ပါတတ်ကြ၏ စင်ဖြူတော်လေးအိယာကိုပင်တစ်ခက်တစ်ကိုင်းများချိုးပုံပေး၍အခြားစိန်များကတိတ်ပေးတတ်ကြသည်ဟုဝါရင်ဖန်တီးကြီးများကပြောပြပူသည်ဤစကားသည်အကယ်၍မှန်ကန်နေလျင်တော့ယခုသူတို့စခန်းတွင်ဖမ်းချီထားသောစင်ဖြူလေးကိုတောစင်ရိုင်းအုပ်သည်မုတ်ချလာလူကြလိမ့်မည်ဟုအိုက်ထွန်းပါကစိုးရင်ကြီးနေလေသည်သို့သောတန်းကောင်ကျော်အချိန်သာရောက်လာသည်အချီနေမှာဘာမှတင်္ကာရနတ်မကင်းရှင်းစရာမတွေ့ရပေထို့ကြောင့်စင်ဖြူလေးဘေးနားတွင်မီးတဘိုနှင့်အဆောင်တာဝန်ယူထားရသောအိုက်ထွန်းပါသည်ငိုက်မီးခြင်းဝေဒနာ၏ဖိစီးမှုတံကိုကြာရှိစွာမခံနိုင်တော့ပြီတကြီးကြီးအော်မီနေသောစင်ဖြူလေး၏အော်တံမှာလည်းဖမ်းမိထားသောတောစင်ရိုင်းတကောင်၏သွေးရိုးသားရိုးအော်မီနေတံသာဖြစ်သည်ဟုအိုက်ထွန်းပါသဘောပိုက်လိုက်၏မီးပိုဘေးနားတွင်ငိုက်မီးနေသောအိုက်ထွန်းပါသည်မကြခင်အိပ်ပျော်သွားလေသည်ညံ့မှာပို၍နှက်ဆိုင်လာသလိုဆောင်းလာ၏ညူးနှင်းများကလည်းစခန်းကိုဝိုင်းဖွဲ့လာကြသည် ပိမ့်ပိတ်၍တိတ်တိတ်တဲတဲထမ်းလာသောနှင်းမုံကြားတွင်စင်ဖန်းသမားများညာဦးကပင်ထွန်းညီထားပေးသောစီမီကွက်ငယ်ကလေးများကတော့မိတ်တုံနှင့်စင်ဖန်းသမားများပေးထားခဲ့သောတာဝန်ကိုချမ်းချမ်းအေးအေးစောင်းညာတဲ့၌အထိတ်ထိတ်အလန့်လန့်နှင့်ထမ်းဆောင်နေကြ၏မမြင်ဘူးမကြုံဘူးလောက်အောင်လှပသောစီမီကွက်ကိုရွှေတောင်ထင်မှတ်သောတော၏ပိုးကောင်မွှားကောင်များကလည်းစီမီကွက်တိုင်းကိုဝိုင်းဖွဲ့လူယူရန်ကြိုးစားနေကြ၏တစ်ချက်တွင်ကြီးကနဲ့အမှတ်မထင်ထအော်လိုက်သောစင်ဖြူယတနာကလေးအော်မိတာမှာစိတ်အီ၍မှောင်မိုက်နေသောညအားရုတ်တရက်လောက်ခါလှမ်းနှိုးနေသလားထင်ရသည်တခါတရံတွင်ဖန်းစင်ကြီးများ၏အထိတ်တလန့်ဝိုင်းရုပ်လိုက်တံကိုကလည်းညလွင်ဒီကောင်၌စိတ်ချောက်ချစရာပင်တခေါင်ကျော်၍စောင်းလီကခပ်ပြင်းပြင်းတိုက်ခတ်လာသောအခါတစ်ပင်ဝါပင်ကြီးများတပင်နှင့်တပင်ပုတ်တိုက်မိကြတံတို့မှလည်းအသက်ငင်နေသောလူမမာတယောက်၏မင်္ဂလာမေ့သောညင်းညူနေတံပွဲပင်သည်စောင်းလီကအဆက်မပြတ်ခပ်ပြင်းပြင်းတိုက်ခတ်လိုက်တိုင်းတစ်ပင်ကိုင်းခဲရွက်လက်ယူတာများပေါ်မှာနှင်းတီးနှင်းပွင့်များသည်အင်းဖက်မိုးထားသောတင်းကြီးပေါ်တဖြောင်းဖြောင်းတဖြိုးဖြိုးနှင့်အထိတ်ထိတ်အလန့်လန့်ခုန်ဆင်းနေကြ၏ထိုအချိန်မှာစင်ဖန်းသမားအားလုံးကတော့လောကကြီးကိုမိရော့ကအိတ်မောကြနေကြလေသည်ကြီးဆူးရှာသောစင်အော်တန်းကြောင့်ငိုက်မီးနေသောအိုက်ထုံးပါမှာချက်ချင်းလန့်လို့လာရ၏အစကတော့ဆင်ဖြူယတနာကလေးဤသွေးရိုးသားရိုးအော်တန်ဟုသာထင်မိတော့လေကွန်ကြီးစင်ကြီးတွေကပါစူးစူးဝါဝါအော်ဟစ်လာကြတော့အခါအိုက်ထုံးပါဤတကူလုံးမှာချက်ချင်းသွေးဆုပ်သွားလေသည်ဆင်များရှိရာဘက်လမ်းကြည့်လိုက်တော့အခါတိတ်သိမ်းလွန်သောနှင်းထုကြောင့်ဆင်များကိုတိတ်တိတ်ကွယ်ကွယ်မမြင်ရပြီလေတိုက်သဖြင့်မငြိမ်မသက်ဖြစ်နေသောစီမီခွက်မီးຫນွေများကိုသာမိတ်တုံလှုပ်ခါ၍မြင်နေရ၏ဟေးအိုင်လော်လူတို့ထားကြကွာဟေးထားကြဆင်ရိုင်းတွေစခန်းကိုဝင်ကုန်ပြီဖမ်းမိထားသောစင်ဖြူငယ်နှင့်ဖမ်းစင်နှစ်ကောင်တွေမကလေးပဲလေးတန်မှတောစင်ရိုင်းများ၏အော်တန်ကိုပါနီးနီးနာနာကြားလာရတော့အခါအိုက်ထုံးပါမှာချက်ချင်းခုန်ထလိုက်ပြီးအိုက်လောလူတို့ကိုလည်းအထိတ်တလန့်အော်နိုးလိုက်သည်အင်ဖဲမိုးတဲထဲမှရိုးရုပ်တဲတဲပြေးထွက်လာကြတော့အိုက်လောလူတို့ဆင်ဖန်းသမားများတဲပြင်အရောက်တွင်တောစင်ရိုင်းဆွဲပြောင်ကြီးတကောင်သည်ကြီးကနေရန်ရှာတန်နှင့်အတူစခန်းအစရှိဆင်ညက်တစ်ခုကိုအောင်းဖြူပြလိုက်သည်အိုက်ထုံးပါသည်ဖားမိုက်ဆန်ခေါ်ရှမ်းသားရှိတလက်ကိုဆွဲကင်ကဆင်ဖြူကြတနာလေးနာတို့တဟုန်ထိုးစွတ်ပြေးသွား၏အိုက်လောလူမင်းတို့ကွန်ကြီးနှစ်ကောင်ကိုကာကွယ်ကြဆင်ဖြူလေးကိုငါလွှတ်ပေးလိုက်တော့မယ်ဟေးဆင်ဖြူလေးနာပြေးသွားသောအိုက်ထုံးပါသည်ဖန်းစင်ကြီးနှစ်ကောင်ကိုတောစင်ရိုင်းများထိုးတတ်ကြမှာဆိုသဖြင့်ကာကွယ်ကြရန်အော်ပြောပြီးသူကဆင်ဖြူကြတနာကလေးအားဖမ်းကြည့်ထားသောကျိုးတွေကိုဓာတ်နှင့်လိုက်ဖြတ်ပစ်လိုက်ရလေသည်စင်ဖြူယတနာကလေးကိုလာလူကြသောတောစင်ရိုင်းများသည်စင်ဖြူလေးကိုပြန်ရလျင်ပြန်သွားကြလိမ့်မည်ဟုအိုက်ထုံးပါကထင်၍ဖြစ်သည်နေ့လေကလူသားတွေလိုက်ဖမ်း၍ကစင့်ကလျာဥတဲ့ရာစွတ်ပြေးခဲ့ကြရသောစင်အုံးမှာလူတန်းသူတန်းနှင့်ဝီသောတောနယ်ထဲအရောက်တွင်တကောင်အော်မီအတန်ပြီး၍ပြန်လေစူစီကြ၏စင်အုပ်ထဲတွင်သူတို့ဘရင်ဖြစ်သောအမျက်နှိုးဆုံးစင်ဖြူယတနာကလေးကိုလူသားများဖမ်းခေါ်သွားကြပြီဆိုသည်ကိုအတက်သိသောအခါလူသားတွေလက်ထဲကစင်ဖြူငယ်ကိုအသက်စွန့်ပြီးပြန်လူရန်လာနေကြပြီဆိုသည်ကိုအိုက်ထုံးပါကချက်ချင်းတိလိုက်ပြီးဖြစ်လေသည်ထို့ကြောင့်လေသူကစင်ဖြူယတနာကလေးကိုပြန်လွတ်ရန်ကြိုးစားခဲ့ခြင်းဖြစ်သည်
သူ့အဖော်တောစင်ရိုင်းများကစခန်းကိုဝိုင်းဝန်းလာတိုက်ခိုက်နေကြပြီးမှန်းသိသောဆင်ဖြူရတနာကလေးကအိုက်ထုံးပါကကြိုးဖြုတ်ပေးပြီးလွတ်လိုက်တော့လေစင်အုပ်ထဲချက်ချင်းဝင်မသွားသည်ပဲအိုက်ထုံးပါကိုလိုက်လံတိုက်ခိုက်နေပြန်၏ဆင်ဖြူရတနာကလေးကသူ့ကိုနှမောင်းနဲ့လိုက်ပတ်နေသည်ဖြင့်အိုက်ထုံးပါမှာဟိုအပင်ပြေးကပ်ဒီအပင်ပြေးကပ်နဲ့ကျွန်းနဲ့တစ်မာပင်တွေကိုအကာအကွယ်ယူကပြန်လေခုခံနေရ၏အဖကြီးဖန်းစင်ကြီးတွေကိုလှုပ်ပေးလိုက်ရမလားဗျို့တောစင်ရိုင်းနေဝိုင်းကုန်ကြပြီဟေးကွန်ကြီးတွေကိုလှုပ်မပြစ်နဲ့ကွာမင်းတို့အတက်နိုင်ဆုံးကာကွယ်ကြအိုက်မောင်တောစင်ရိုင်းတွေကိုမီးခွင်းနဲ့ဖြစ်ကြပါကွာအိုက်လောလိုမင်းကွန်ကြီးတွေကိုဂီယူဆိုင်ပါဟေးဖန်းစင်တွေကိုလှုပ်ပြစ်လျင်တောစင်တွေကိုကြောက်ရွံ့ပြီးဝေးဝေးလန်လန်တို့ထွက်ပြေးသွားကြမှာကိုအိုက်ထုံးပါကစိုးရင်သည်အကယ်၍ကွန်ကြီးတွေဝေးဝေးလန်လန်ထွက်ပြေးသွားလျင်တရက်နှစ်ရက်အချိန်ကုန်ခံကတောကြီးမြင့်မဲ့ထဲတွင်အင်းစင်ကိုလိုက်ကောက်နေရပြီ။တို့မဟုတ်တောစိတ်ဝင်၍တောစင်အုံးနဲ့လိုက်ပါသွားမှာကိုလေလူကြီးလို့သူမှအတွေ့အကြုံအရစိုးရင်လျက်ရှိလေသည် လူတွေမှာတောင်မင်းမြောက်မင်းမကယ်နိုင်ဆိုသလိုရုပ်ရုပ်သဲသဲနဲ့ပြေးလွှားကာဝယ်နေကြရသဖြင့်တယောက်ကိုတယောက်ပင်မကြည့်အားကြပေအတန်ဖြင့်သာအော်ဟိ၍တတိပေးစကားပြောနေကြရလေသည်ဝုံဒိုင်းသူတို့ဤစခန်းတဲကိုတောစင်ရိုင်းကြီးတစ်ကောင်ကဝုန်းကနေဖြိုချပစ်လိုက်တဲ့နှင့်အတူအိုက်လောလူဤတနတ်တန်နှစ်ချက်ကလည်းဆက်တိုက်ထွက်ပေါ်လာသည်ဟေးလောလူအရန်မပြစ်နဲ့ကွာလူတွေကွန်ကြည့်တွေထိကုန်မယ်မပြစ်လို့မဖြစ်တော့ဘူးဖန်တီကြီးစင်တွေကအများကြီးပြို့တောစင်ရိုင်းတွေကအများကြီးအဲ့လောလူဤပြန်အော်ပြောတန်နှင့်အတူသူ့ဤတနတ်တန်တွေကလည်းတောတန်တောင်တန်တို့နှင့်ပိတ်တင်ရိုက်လာသည်အိုက်လောလူပြောသည်မှာလည်းအမှန်ပင်ဖြစ်သည်တောစင်ရိုင်းအကောင်20ကျော်သည်သူတို့ဤစင်ဖြူရတနာကလေးကိုလာလူရင်လူနှင့်တဲကိုသာမကစင်တွေကိုပါဝိုင်းဝန်းတိုက်ခိုက်နေကြသည်မှာပတ်ဝန်းကျင်တစ်ခုလုံးရုပ်ရုပ်သဲသဲနှင့်ကဘာပြက်တဲ့ကဲ့သို့ဖြစ်နေတော့၏ညတငောင်ကျော်အချိန်စီမီခွဲကြောင်ထဲ၌လူနှင့်စင်တို့မှထွေးရောရှက်တင်ဖြစ်ကမဲမောင်နေသောတောကြီးကဘာထဲတွင်အရေးမဲမဲကြီးများကလည်းရုပ်ရုပ်သဲသဲနှင့်ရွေလျာလှုပ်ခါပြန့်ကျဲလာကြသည်တနတ်တန်ကြားလျင်တောစင်ရိုင်းကြီးများချက်ချင်းပြေးသွားကြလိမ့်မည်ဟုထင်သောအိုက်လောလူကလည်းတောစင်ရိုင်းများကိုတနတ်နှင့်ကြီးတတိုင်းတိုင်းလိုက်ပြစ်နေသို့တော့မှောင်မိုက်သောညကဘာကြီးဖြစ်နေသည့်အပြင်တောနှက်လဲကြသဖြင့်လူတွေကိုပမာမခန့်သောအရိုင်းကောင်များသည်အမှောင်တို့နှင့်တောနှက်ချင်းကိုအားယူကလူတွေကိုစိမ်ပြေနှပြေအညိုးနှင့်လိုက်လံတိုက်ခိုက်နေကြသည်အိုက်မောင်နှင့်အိုက်ဆန်တို့ကကွန်ကြီးကြီးနှစ်ကောင်နားမှလုံးဝမခွာပဲလာသမျှသောတောစင်ရိုင်းများကိုမီးခွက်မီးကွင်းတွေနှင့်ပြစ်ပေါက်၍၎င်းဖားမိုက်ဆန်ခေါ်ဓားရှည်များနှင့်ထိုးနှက်ခုတ်ပိုင်း၍၎င်းတိုင်းကွက်နှင်းကအသက်ဆုံးခုခံကာကွယ်နေကြသည်ဒိုင်းအိုက်လောလူ၏နောက်ဆုံးတနတ်တန်တစ်ချက်တွင်ဝေါကနေဟဲလိုက်သောစင်ပြောင်ကြီးတစ်ကောင်၏အော်လိုက်တန်နှင့်အတူဝုန်းကနေပြိုလဲကျသွားတန်ကြီးတစ်ခုကလည်းရွှေလီရိုးကြီးတစ်ခုလုံးကိုပဲ့တင်ထပ်သွားလေတော့သည်တောစင်ရိုင်းများအားလုံးသည်အထိတ်တလန့်နှင့်တပြိုင်နက်အော်တန်ပြုတ်ကစခန်းမှရုတ်ချင်းခွာပြေးကြတော့သည်ခေါင်းဆောင်စင်ပြောင်ကြီးကိုအိုက်လောလီပြစ်ထဲလိုက်သောတနတ်ကြီးဆန်ကထိမှန်သွားလိမ့်ပြီဆိုသည်ကိုအိုက်ထွန်ပါကချက်ချင်းသဘောပေါက်လိုက်သည်အိုက်လောလူဝေးဖန်ဒီကြီးအိုင်မောင်ဝေါ်ဟေးရှိတဲ့အဘအိုက်ဆန်လဲဒီမှာအိုင်လုံးတိုက်ပွဲအပြီးမှာတောစင်ရိုင်းကြီးပြန်လဲစူးစီးတတ်တယ်လို့လူတွေ့မှလည်းတယောက်ကိုတယောက်အော်တန်ခေါ်တန်ပြီး၍မှောင်မင်းနေသောညကဘာကြီးထဲမှာပြန်လဲစူးစီးကြ၏သို့တော့အိုက်လုံးတယောက်ကိုမူလုံးဝပြန်ထူးတန်မကြားရသဖြင့်အိုက်ထုံးပါကစိုးရိမ်တကြီးနဲ့ထပ်ခေါ်လိုက်၏အိုက်လုံးဟေးအိုက်လုံးဝေးဖန်ဒီနေမဲကလွာနင်ကတက်ပင်ပေါ်ကပါလားဘာလို့ပြန်မထူးတာလဲကြောက်ရွံ့နဲ့တစ်ပင်ပေါ်ပြေးတက်ကတကူလုံးတွေးခဲနေတော့အိုက်လုံးမှာယခုမှပစပ်ဖွင့်ယူရတော့၏အိုက်ထုံးပါတို့လိုအတွေ့အကြုံမရှိသဖြင့်ကြောက်နဲ့ဘယ်ကဘယ်လိုတစ်ပင်ပေါ်ရောက်သွားမှမသိတော့အိုက်လုံးမှာအတော်ကလေးကြာမှတစ်ပင်ပေါ်ကခက်ခဲဆင်းလာနိုင်ခဲ့၏ခွေးမာသားလေးသူများတွေအသက်ဆုံးကာဝယ်နေကြတော့တင်းကတစ်ပင်ပေါ်တက်ပုံးနေတယ်တိတ်တော်တဲ့အကုန်တင်းတစ်ပင်ပေါ်ရောက်နေမှန်းသိငါတနတ်နဲ့ကိုပြစ်ချတယ်အိုက်လုံးလူကသူ့ကြီးခွန်တွေကိုစီမီခွက်နဲ့လိုက်ရှာကောက်ရင်အိုက်လုံးကိုကျင်းလိုက်တယ်အိုက်ထုံးပါကတော့အစိတ်အစင်မရှိခဲ့တော့ဖန်းစင်ကြီးနှစ်ကောင်ကိုတူကြီးမလန့်အောင်အစာကျွေးရေတိုက်ကပုတ်တက်ချုံမို့၍အားပြီးနေ၏ကြာလူများမှာတောစင်ရိုင်းများမှွေနောက်လှင့်ပစ်ထားခဲ့၍ကိုယ်ပင်ပေါက်နေသောဒဏ်အိုးဒဏ်ခွက်တန်ပုံများနှင့်အဝတ်အစားများကို
စီမီကွက်တစ်လုံးစီနဲ့လိုက်တန်ကောက်စုနေကြသည် ရုပ်ရုပ်သေးသေးဖြစ်ခဲ့ပြီးတော့တတော်လုံးမှာယခုအခါပြန်လည်ညီတက်လာ၏အချိန်မှလည်းအရှိမိုးကောင်းခင်စီမှပထမရွှေရီရောင်များပင်တန်းစားပြူလာလေပြီမိနစ်ပိုင်းအတွင်းကဤနေရာတွင်ရုပ်ရုပ်သေးသေးဖြစ်သွားခဲ့သည်ကိုမိတို့မှအမှတ်ထားမိလိုက်ပုံမရတော့တစ်ဖက်တောင်းဆောင်မှတောချက်ဖားတကောင်ကတော့အောက်အီအီအိုဟုလောကကြီးကိုအတန်ပေးနှုတ်ဆက်နေ၏ခွိခွိကွာကွာနဲ့အလွန်ပါဆက်မညီနိုင်ကြသောမြောက်လွဲကျော်တအုပ်ကတော့ဘယ်နဲ့လဲပြူအိုက်ထုံးပါတနတ်တန်နီညံလာကြည်လားအပရိစင်တော့မရှိကြဘူးမှုလားခင်ဗျာဟုနနက်ထမှဝိုင်းဝန်း၍မင်္ဂလာနှုတ်ခုံးကိုလာဆက်နေကြသလိုပင်ဖန်ဒီကြီးဘာလဲအိုက်လို့လူဒီမှာလာကြည့်စမ်းမအောင်ဗျကျွန်တော်ပြစ်ထဲလိုက်တဲ့ကြီးထီပြီးစင်ကြီးလဲကြတဲ့နေရာတွေးကိုအိုင်တုံးနေတာပဲစီမီခွက်ကိုမီပြင်သို့နှိမ်ထုံး၍တွေးခွက်ကြီးကိုစူးစိုက်ကြည့်နေတော့အိုက်လို့လူနာတို့အိုက်ထုံးပါကရောက်လာ၏ဟေးကွာတော်တော့အထိနာဝါပုံရတယ်ဟုတ်တယ်ဖန်ဒီကြီးဒီကောင်ကဆွဲပြောင်ကြီးခေါင်းဆောင်မြအဆွဲကိုတလန်နီးပါးရှိတယ်ဗျအသေးဆိုပြီးကျွန်တော်လည်းအဆွဲလူကျင်တာနဲ့ရွေးပြစ်တာပဲဗျဒါပေမဲ့နည်းနည်းလွဲသွားတယ်ဒီမှာတွေ့လားတွေးကွက်ကြီးဒီဟေးဟုတ်တယ်ပတ်တုံးစင်တင်းချိုင်းလောဘနဲ့အငင်းပွားမှုဒီစင်ဟာမကြခင်တေလိမ့်မယ်ထင်တယ်ဖန်ဒီကြီးပြီးတော့ဒီနန့်ပေါ်ချောင်းပြားမှာစင်တင်းချိုင်းရှိတယ်လို့လေကဒူးဖန်ဒီကြီးတွေကပြောဘူးတယ်ဖန်ဒီကြီးလည်းကြားဘူးမှာပေါ့ကြားဘူးပါတယ်အဲ့ဒါဘာဖြစ်လဲကြားဘူးပါတယ်အဲ့ဒါဘာဖြစ်လဲဟာဘာဖြစ်ရမလဲဖန်ဒီကြီးရေဒီစင်နောက်ကိုချောင်းမြောင်းပြီးလိုက်သွားရင်စင်တင်းချိုင်းကိုတွေ့နိုင်တယ်ရှာနိုင်တယ်စင်များဟာတေခါနီးရင်စင်တင်းချိုင်းကိုအရောက်သွားတတ်တယ်စင်တင်းချိုင်းကိုသာတွေ့ရင်တော့စင်ဆွဲဆိုတာဘယ်ပြောကောင်းမလဲဖန်ဒီကြီးရေတခါတည်းတထေးဖြစ်ရမှာဗျဘယ်နဲ့လဲမိုးလင်းရင်ဒီစင်နောက်လိုက်ကြရအောင်အိုက်လောလူပြောဒီမှာလဲအမှန်ကတော့မဆိုးလာပြီတောစင်ရိုင်းများသည်မိမိတေရတော့မီဆိုသည်ကိုအတတ်တိလျင်တင်းချိုင်းရှိရာသို့အရောက်သွား၍တေထက်ကြသည်ဟုတကြီးစကားတငယ်ကြားဆိုသလိုကြားဘူးနာဝါနေယုံကြည်ထားကြသည်ထို့ကြောင့်ယခုလိုကြုံတော့ကြုံခဲသောစင်ပြောင်ကြီးနောက်ကိုနောက်ယောင်ခံလိုက်ကစင်တင်းချိုင်းကိုတွားရှာကြပါကအလွယ်တကူနှင့်တွေ့နိုင်လိမ့်မည်ဟုအိုက်လောလူကယုံကြည်နေသည်စင်တင်းချိုင်းကိုတွေ့လျင်စင်ဆွဲစင်ရိုးဆိုသည်မှာယူမကုန်းနိုင်အောင်ရနိုင်လေသည်တတ်လုံးလေးမကြာခဏတွားယူနိုင်ပြီထို့ကြောင့်ယခုလိုကြုံတောင်းကြုံခဲသောစင်ပြောင်ကြီးဤနောက်ကိုနောက်ယောင်ခံလိုက်ကစင်တင်းချိုင်းကိုတွားရှာကြပါကအလွယ်တကူနှင့်တွေ့နိုင်လိမ့်မည်ဟုအိုက်လောလူကယုံကြည်နေသည်စင်တင်းချိုင်းကိုတွေ့လျင်စင်ဆွေစင်ယူဆိုသည်မှာယူမကုန်းနိုင်အောင်ရနိုင်လေသည်တလုံးလဲမကြာခဏတွားယူနိုင်မည်ထို့ကြောင့်လဲမိုးလင်းပိုင်းကသူတနတ်နှင့်ပြစ်လွတ်လိုက်သောစင်ပြောင်ကြီးဤနောက်ကိုလိုက်ကြရန်အိုက်လောလူကအိုက်ထွန်းပါကိုတိုင်ပင်ခြင်းဖြစ်လေသည်စင်တင်းချိုင်းကိုလိုက်ကြမှာတော့ဟုတ်ပါပြီစင်တင်းချိုင်းကဘယ်တော့ဘယ်တောင်လောက်မှရှိတယ်ဆိုတာကောမင်းကခန့်မှန်းမိလို့လားသူ့စကားကိုနားမထောင်ပဲစီငယ်ကလေးတစ်ကောင်ကိုဖမ်းလာကြသဖြင့်ယခုလိုအန်ဒီရဲ့နှင့်ရင်ဆိုင်ရသည်ဟုမကြည်မနှက်ဖြစ်နေသောအိုက်ထွန်းပါကအိုက်လောလူကိုပြန်မေးလိုက်ဒီလောက်တိုးတောင်ထူထပ်တဲ့ကန်တာရာထဲမှာဒီလိုတော့ဘယ်ခန့်မှန်းတတ်ပါမလဲဖန်တီကြီးရေဒီစင်နောက်ကိုလိုက်သွားကြရင်တွေ့မှာကတော့အမှန်ပဲဗျစင်နှင်းပတ်သက်လာလျင်အယိုးအရေကအစအမြဲလောဘကြီးတတ်သောအိုက်လောလူကလည်းယခုထိစင်တင်းချိုင်းကိုလိုက်ရှာရန်သာအားတတ်တဲ့ရောပြောနေဟာကြိုက်သွားပြီမင်းကခုမှသူများပြောစကားနဲ့စင်တင်းချိုင်းဆိုတာလိုက်ရှာရအောင်ပြောတာပါလောလူရာမင်းတို့လိုအရွယ်တုန်းကဒီနန့်ပေါ်ချောင်းပြားတောနှစ်ထဲမှာစင်တင်းချိုင်းရှိတယ်ဆိုလို့ငါနဲ့တစ်တောင်းဝင်တောက်ကလေးတယောက်နဲ့စင်တင်းချိုင်းကိုလိုက်ရှာဖို့တဲ့အကြောင်းပြောပြအောင်မယ်လာစင်တင်းချိုင်းကိုသူကိုယ်တိုင်ငငယ်ကလိုက်ရှာဖို့ကြောင်းပြောပြမိဆိုသဖြင့်အိုက်လောလူကအိုက်ထုံးပါနောက်သို့လိုက်လာလေသည်ဖန်းစင်ကြီးနှစ်ကောင်အနားရှိမီးဘူဘေး၌ပင်အိုက်ထုံးပါကအိုက်လောလူအားစင်တင်းချိုင်းကိုသူကိုယ်တိုင်လိုက်ရှာဖို့ကြောင်းပြောပြလိုက်လေသည်ထိုစဉ်ကအိုက်ထုံးပါမှာစင်ဖန်းအလုတ်ပါသဖြင့်တစ်ထုတ်လုပ်ရင်း၌စင်ဦးစီးဝင်လုံနေခဲ့စဉ်ကဖြစ်လေသည်အကိုကြီးကိုတွေ့ချင်လို့တဲ့ရီပြာကဝင်တော့ကလေးစခန်းတေးရောက်နေတယ်အလုတ်မှအပြန်စခန်းတေးရှိရာသို့တက်လာတော့အိုက်ထွန်းပါနှင့်စခန်းတေးအောက်ဖက်ရှိစမ်းတဲသို့ရီခတ်ရန်ဆင်းလာတော့တစ်ခုတ်သမားလေးညိုမောင်တို့မှလမ်းခုလက်၌စုံမိကြသဖြင့်အိုက်ထွန်းပါအားညိုမောင်ကစီးပြောသည်
ဘာကိစ္စပါလဲကိစ္စကအကိုကြီးနဲ့အရေးတကြီးတွေ့စရာရှိတယ်ပြောတာပဲဟင်ဟုတ်လား ညိုမောင်ဤစကားကြောင့်အိုက်ထွန်းပဤစိတ်ထဲမှာထိတ်ကနေဖြစ်သွားသည်ရေပြာစခန်းဆိုသည်မှာအိုက်ထွန်းပတို့ရေတကွန်စခန်းနှင့်လမ်းဖြတ်ကခြေလျင်တနာရီကျော်သွားရသောတစ်လုပ်ငန်းအဖွဲ့၏အောက်ခြေဆိုင်စခန်းဖြစ်သည်ထိုစခန်းတွင်အင်္ဂလိပ်မျက်နှာဖြူတစ်တော်ဝန်တောက်ကြီးတစ်ယောက်လည်းရှိသည်ထို့ကြောင့်ဝန်တောက်ကြီးကဘာများအပြစ်ရှာပြောခိုင်းပြန်မလဲဟုအိုက်ထွန်းပမှာစိတ်မဖြောင့်နိုင်တော့ပေမျက်နှာဖြူဝန်တောက်ကြီးမှာလူတစ်တာဖြစ်တော်လဲဝန်တောက်ကြီးဟုသောအာနာပါဝါတွေနှင့်တစ်ခုတ်ရာတစ်သင်းတိုက်ရာတစ်ဆွဲရာတို့တွင်မကသူနှင့်မပတ်သက်သောတစ်ရည်လိုက်ရာ၌ပင်အမိန့်ဩဇာပေးတတ်သည်တစ်ရည်လိုက်ရာတွင်မိကဲ့သို့အခက်ခဲရှိသည်ကိုမသိပဲအမိန့်ဩဇာလာပြီးတတ်သောမျက်နှာဖြူဝန်တောက်ကြီးနှင့်အိုက်ထွန်းပါတို့မှာမိုးရင်းကမကြာခဏစကားများကြရသည်အလုတ်တွင်အနှဲငယ်တိမ်မှချွတ်ချော်သွားသည်ကိုလည်းပုံကြီးချေ၍စူတက်ပူတက်သူဖြစ်၏အိုက်ထွန်းပါနှင့်မကြာခဏစကားများရသဖြင့်နောင်သောအခါတွင်အိုက်ထွန်းပါအားစူစရာပြောစရာရှိသည်သူကိုယ်တိုင်မလာတော့ပဲဝန်တောက်ကလေးထွန်းအောင်မြင့်ကိုတဆင့်စီ၍ဆိုခိုင်းပြောခိုင်းတတ်သည်ထို့ကြောင့်လေယခုလိုမိုးချုပ်ခါနီးမှာဝန်တောက်ကလေးကစခန်းတိအရောက်လာသည်ဆိုသောအခါအိုက်ထွန်းပါမှာစိတ်မဖြောင့်နိုင်တော့ပေတစ်ရည်လိုက်သည်ဆိုခြင်းမှာခုတ်လဲပြီးသားတစ်လုံးကြီးများကိုနီးညမဟုစီမီကွက်ကညင်စီမီတုံများထွန်းညှိပြီးချောင်းရည်ကျလာခြင်းတွင်ချောင်းရည်နှင့်မျောချခြင်းကိုခေါ်လီသည်ဤသို့မျောချရာ၌ကမ်းနဖူးတွင်လာတင်သောတစ်လုံးကြီးများနှင့်ရေဝဲကတော့ထိုး၍ချောင်းခိုနေသောတစ်လုံးများကိုဆင်နှမောင်းနှင့်အောင်းခိုင်းပြီးရည်စည်းတန်ရာကလော်ချပြီးခြင်းကိုခေါ်လီသည်စကားပြောခန်းသို့ပြန်ဝင်ရန်နာဝင်ထောက်မင်းအရေးတကြီးကြွလာရတဲ့ကိစ္စဆိုတော့ဝင်တောက်ကြီးစီကကျွန်တော်အတွက်နားဝင်ချိုစရာစကားအမှားတော့ပါလာပြန်ပြီထင်ပေါ့သူပြန်အလာကိုတဲစခန်းအဝကထွက်ကြူနေသောဝင်တောက်ကလေးအားအိုက်ထုံပါကခတ်တင်းတင်းနှုတ်ဆက်လိုက်ဝင်တောက်ကလေးထွန်းအောင်မြင့်နှင့်အိုက်ထုံပါတို့မှာအလုတ်အတူလောက်ဖက်တက်တူရွယ်တူမှုရင်းနှီးခင်မင်ပြီးသားဖြစ်လိသည်အိုက်ထုံပါစိတ်လမိုင်းကလည်းဝင်တောက်ကြီးပဲကက်ကနေတာပဲကျုပ်လာရတဲ့ကိစ္စကတခြားကိစ္စပါဗျဝင်တောက်ကလေးကတခြားကိစ္စပါဆိုသဖြင့်အိုက်ထုံပါစိတ်ထဲမှာအနှင်းငယ်တတ်တာရသွားလိသည်ဝင်ထောက်မင်းရောက်နေတာမကြသေးဘူးထင်တယ်ဝင်ထောက်မင်းဘူကြားကမောနေတော့မှလားဟေးကောင်ကြီးမောသလားဝင်ထောက်မင်းအနားတွင်မြေခွေးထိုင်၍လျာကိုတွဲလွဲဆွဲကဟောဟဲလုံနေသောဝင်ထောက်မင်းဤခွေးဘူကြားအားအိုက်ထွန်ပါကလက်ဖြစ်တီနှုတ်ဆက်လိုက်သည်ဘူကြားခေါ်အင်းခွေးကြီးမှာဝင်ထောက်မင်းဤအပားတော်မြေဖြစ်ဝင်ထောက်မင်းဘေကိုသွားခွေးဘူကြားကနောက်တော်ပါကပါစမြေသည်ဝင်တောက်မင်းဤအပြောဆိုလျင်ဤခွေးဘူကြားကလူတစ်ယောက်ထက်ပင်အားကိုးရသည်ဟုဆိုလေသည်မိုးကြီးချုံမှဆိုတော့ကိစ္စကအရေးတကြီးလားဝင်တောက်မင်းကိစ္စကအရေးကြီးတယ်ပဲဆိုတော့ဟုတ်ကဲ့ညနေကကျွန်တော်တို့စခန်းကိုတိုးစင်ရိုင်းဆွဲပြောင်းကြီးတကောင်လာရမ်းသွားတယ်ဗျစခန်းထဲတောင်ဝင်ရမ်းနေဆိုတော့အတင်းရဲလာကြီးလားရဲဆိုထူးခတ်လွတ်ထားတဲ့စင်မတကောင်နောက်ကိုမုံစိတ်နဲ့လိုက်လာတာကိုတစ်ဆွေသမားတွေညာတန်ပြီးမုံထုတ်ကြတာတော့စင်ကြီးကအရေးမလုပ်ဘူးကျုပ်ပြေးလိုက်လာပြီးတနက်နဲ့လှမ်းပစ်တော်မှထွက်ပြေးသွားတာဟေးဒါကြောင့်ညနေကတနက်တန်ကြီးကြားမိတာကိုကျွန်တော်ကကြက်ရည်စမ်းစခန်းကလာတောင်ထင်မိတာလက်ဆက်သက်တော့ဝင်တော့မင်းတို့တဖြီစခန်းကပဲဟုတ်တယ်ကျုပ်တို့စခန်းကပဲအိုက်ထွန်ပါနဲ့ခုလိုအရေးတကြီးလာတဲ့ကိစ္စကလည်းအဲ့ဒီစင်ပြောင်ကြီးကိစ္စပဲဝင်ထောင်မင်းကသူ့အနားတွင်စောင်းကြောင်းထိုင်နေသောခွေးဘူကြားဤလဲကိုမွေးကိုလက်ဖြင့်ပုတ်တက်ကသူလာရသည့်ကိစ္စကိုပြောပြသည်တောစင်ရိုင်းကြီးဟာတော်တော်အထိနာသွားတယ်ဗျာသွေးတွေအိုင်ထွန်းကြံ့နေခဲ့တာမြင်ရတာနဲ့ဒီဆွေပြောင်ကြီးဟာမကြခင်တေလိမ့်မယ်ထင်တယ်စမ်းချောင်းပီနာအတိုင်းရိုးမာတဲ့တက်ပြီးသွားတာသွေးလန်းစီကြောင်ဖြစ်ကြံခဲ့တာပဲအဲ့ဒါဒီဆင်းနောက်ကိုကျုပ်တို့လိုက်ချင်တယ်ဒီတောဒီတောင်တစ်ဝိုက်မှာအိုက်ထုံးမကနှံ့ဆက်တော့အိုက်ထုံးမပါမဖြစ်မယ်ဆိုပြီးခုအိုက်ထုံးမကိုလာတိုင်မင်တာပဲဟုတ်ကဲ့ပြီးတော့ဒီနန်းပေါ်ချောင်းပြားမှာစင်တင်းချိုင်းရှိတယ်လို့ဝါရင်စင်သမားတွေပြောကြတယ်တကယ်လို့ဒီစင်ဟာတေးမအမှန်ဆိုရင်စင်တင်းချိုင်းကိုအရောက်ပြေးမှာပဲဒီစင်ပြောင်နောက်ကိုနောက်ယောင်ခံလိုက်သွားလို့စင်တင်းချိုင်းကိုသာတွေ့ရင်တော့အဲ့ထုံပါတီးတဲ့အတိုင်းပဲစင်ဆွေစင်ရိုးဆိုတာယူမကုံအောင်ရမယ်ဗျအဲ့ဒါစိတ်တူကိုတူဝါသနာတူဖြစ်တဲ့အဲ့ထုံပါကိုကျုပ်လာတိုင်မင်တာဒီကိစ္စဘေးလူနာတော့မသိစေနဲ့ဗျဘယ်နဲ့လဲဝင်တောက်ကလေးဤစကားမှာအမှန်ဖြစ်ဤနန်းပေါ်ချောင်းပြားရှိရိုးမတော်နှစ်ထဲတနေရာတွင်စင်တင်းချိုင်းမူချရှိသည်ဟုတစ်လုပ်ငန်းအဖွဲ့မှဝါရင်တစ်ခုတ်သမားကြီးတွေကပြောကြသည်ဘေးနီယာ
ပေဒီတာဟုမိသူမြမခံမနိုင်ကြမူဦးကြစနယုံဝါဆိုဝါခေါင်လာများရီစည်းတန်းပြီးဆိုလျင်ရိုးမတော်နှထေချောင်းဖျားမှချောင်းကြီးနှင့်အတူတရွေ့ရွေ့လိမ့်မျောပါလာတတ်သောစင်ရိုးစင်ဆွေများကိုဤနန်းပေါ်ချောင်းထဲ၌ရခင်ကတွေ့ဘူးရဘူးကြသည်ဟုဆို၏ အိုက်ထုံးပါတို့သိရလိုက်အဖွဲ့ရှိကျိန်ပိုက်ရွာမှကဒူးအဖိုးကြီးချောင်းကောင်းဦးကရောင်ဤဓာယိုးအဆောက်စင်ဆွဲမှာဤနန့်ပေါ်ချောင်းထဲကရသည်ဟုဆိုခြင်းကိုထောက်၍ဤနန့်ပေါ်ချောင်းဖျားရှိရိုးမတောနတ်ထဲတနေရာတွင်စင်တင်းချိုင်းရှိသည်ဟုအများပြောစကားကိုအိုက်ထုံးပါကလည်းယုံကြည်ထားလေသည်ထို့ကြောင့်လည်းယခုဝင်ထောက်မင်းကစင်တင်းချိုင်းကိုလိုက်ရှာရန်တွားကြမည်ဟုဆိုသောအခါမဆိုင်မတွားပင်လိုက်ရန်သဘောတူမိလေသည်ဒါပေမဲ့ဒီလိုရှိတဲ့ဝင်ထောက်မင်းကျွန်တော်ကဒီနေရာတစ်ဝိုက်မှာသာတောကျွမ်းကျင်တာနတ်ဆိုင်နဲ့ရိုးမတွေမှာတော့ကျွန်တော်ကတိတ်မကျွမ်းကျင်ဘူးအဲ့ဒါဒီလိုလောက်ကြရင်မကောင်းဘူးလားပြောပါလေပြောပါရိုးမတွေမှာတိတ်တောကျွမ်းကျင်တဲ့ကဒူးမုတ်ဆိုးအဖိုးကြီးတစ်ယောက်တော့ရှိတယ်ကျွန်တော်နဲ့လည်းအတော်အသင့်ရင်းနေတယ်သူ့ကိုတစ်နှစ်ငွေ2ချက်လောက်ပြီးခေါ်သွားကြရင်ပိုမကောင်းဘူးလားဟာတိတ်ကောင်းပေါ့ဗျာ3ယောက်ပေါင်းလောင်းကြော်ဆိုမို့လားအဲ့ဒါကြောင့်အိုက်ထုံးပါကိုကျုပ်ကလာတိုင်းပဲလား ဒီလိုဆိုရင်ဒီညာတွင်းချင်းကျွန်တော်စီစဉ်လိုက်မယ်နနက်ဖြန်ဝီလီဝီလင်းချိန်မှာကျွန်တော်တို့တောစင်ကြီးနောက်ကိုတွေးကြောင်းခံလိုက်ကြမယ်ဘယ်နှစ်ရက်ကြာဗျာစင်သိန်းချိုင်းကိုမတွေးအောင်ရှာကြမယ်ဒီလိုစင်နာကြီးနောက်ကိုလိုက်ပြီးစင်သိန်းချိုင်းကိုရှာရတာကြုံတောင့်ကြုံခဲ့အခွင့်အရေးပဲဗျโอเคစားနဲ့ရိတ်ခါကအစအားလုံးအစီသိမ့်စီမံပါဗျာနော်ယော့ငွေဆက်ချင်းယူသွားစိတ်ချပါလားစင်နော်အိုက်ထုံးပါစိတ်ချပါဝန်တော်မင်း အိုက်ထွန်းပါမှာဝင်ထောင်မင်းနှင့်အဖော်ခေါ်လာသောကရူးမုတ်ဆိုးအဖိုးကြီးတို့မှာဝေလီဝေလင်းအချိန်ကပင်နှံ့ပိုချောင်းဖျားသို့တက်လာကြသည်စမ်းရည်မှာမိုးရင်းကာလာလိုဝါလုံးထိုးကြမနေပဲစီးယုံသာစီးနေစမ်းရည်မှာ12လပတ်လုံးတသွင်းတွင်စီးကြနေသဖြင့်စမ်းချောင်းပတ်ဝန်းကျင်တွင်ဒေါ်တလိษံတွေကလည်းပေါများလာ၏ရွှေလီရိုးမထဲဖြစ်သဖြင့်ဆင်ဝွန်တစ်ကြာတောခွေးများတို့ကြက်စားခိုအောင်ရလဲဖြစ်ပေသည်နန့်ပေါ်ချောင်းဤတထောင်းစိတ်ချိုး3-4ခွေကိုကြော်ဖြတ်လိုက်ကြသောအခါဝင်ထောက်ကလေးဤတွက်ကိန်းမှာမှန်ကန်နေကြောင်းတွေ့ရသည်ရေပြားစခန်းမှမနေ့ကဝင်ထောက်မင်းပြစ်လွတ်လိုက်တော့တောစင်ရိုင်းကြီးဤသွေးစသွေးနှက်ကိုမကြခင်တွေ့ရသည်အိုက်ထွန်းပါမှာတအားတတ်တော်၏အဖော်အဖြစ်ခေါ်လာတော့ကရူးမုတ်ဆိုးအဖိုးကြီးအိုက်ဖယ်ရောင်းကတော့အိုက်ထုံးပါနှင့်ဝင်ထောက်ကလေးတို့သည်စင်တင်းချိုင်းကိုလှိုက်ရှာရန်ထွက်လာကြခြင်းကိုလုံးဝမရိပ်မိပြီ မနေ့ညနေကဝင်းတောက်မင်းပြစ်လွတ်လိုက်သောတောစင်ရိုင်းကြီးနောက်ကိုလိုက်လာကြခြင်းဟုသာထင်နေပုံရသည်အိုက်ထွန်းပါကလည်းအိုက်ဖန်လျောင်အားစင်တင်းချိုင်းကိုရှာရန်သွားကြမည်အကြောင်းမပြောခဲ့အဖော်ဖြစ်လမ်းပြလိုက်ခဲ့တနည်းငွေ2ချက်ပြီးမိဟုသာပြောပြီးခေါ်လာခြင်းဖြစ်ပေသည်ကြည်တစ်ချက်2ချက်ထိမှန်သွားသည်ဟုထင်ရသောစင်ရိုင်းကြီးသည်ဝင်းတောက်မင်းနှင့်အိုက်ထွန်းပါကိုတွေးထင်ထားသလိုတကယ်ပင်နံပေါ်ချောင်းအတိုင်းရိုးမတော်နဲ့ထဲသို့တက်ပြေးသွားသည်ကိုတွေးစတွေးနာတွေကတတ်တည်ခံနေ၏စမ်းရည်အိုင်ကြီးတဲ့တွင်ရီစိန်၍စမ်းချောင်းပြီးနာတွင်ရပ်နာသွားသည်ဟုထင်ရသောနေရာမှာလေတွေးအိုင်တွေထုံး၍ကြံရစ်လိသည်ကုပေါ်မှရေစက်ရီပေါက်ကြရာကိုလည်းအထင်အရှားတွေ့ရ၏စင်ပြောင်ကြီးဤသွေးစသွေးနာကိုချီယာကန်၍လိုက်လာကြရာနေမွန်းတဲမှတ်သောအခါနတ်ဆိုင်သောရိုးမထဲသို့ရောက်လာကြသည်လူ3ယောက်မှာအိုက်ထွန်းပဖုတ်ယူလာသောကောင်းကြီးကြီးတောက်နှင့်ပြောင်သား6ဖုတ်ကိုလွှေးလိုက်ကြပြီးလူတွေနှင့်အတူပါလာသောဝင်တော့မင်းဤခွေဘူကြားကိုလည်းကျွေးလေသည်နနက်စာထမင်းစားပြီး၍ရှေ့သို့ခရီးဆက်ကြအောင်မည်ဆိုသောအခါအဖော်အဖြစ်တောကျွမ်းကျင်မာသည်ဟုခေါ်လာသောဂဒူးမုတ်ဆိုအဖိုးကြီးကနီမိုးလွဲနေပြီပြန်လှည့်ကြရင်ကောင်းမယ်တောစင်ရိုင်းကြီးဘေးမှာတီးမယ်ဘေးမှာမိမယ်ဆိုတာခမရတို့အတက်တီလို့လားဟုဆိုလာသည်အဖိုးကြီးဤအတွေးကိုနောက်ခံရှင်းပြရန်ခိတ္တနာသူ့စိတ်ထဲမှာတနေ့ငွေအတပြား2ချက်ပြီးပါမည်ဟုပြောပြီးအိုက်ထွန်းပါကခေါ်လာခြင်းကိုဤနေ့တနေ့ထဲသာဟုထင်မိနေပုံရလိသည်အမှန်ကရက်မိကြတနေ့လီငွေ2ချက်နှင့်သူ့အားအဖော်အဖြစ်ခေါ်လာသည်စင်တင်းချိုင်းကိုမတွေ့မချင်းလိုက်ရှာကြမည်ဟုအစကပင်တီလင်းသူကလိုက်ချင်မှလိုက်လာပြီမည်အိုက်ထုံးပါနှင့်ဝင်တော့မီတို့မှာစင်တင်းချိုင်းကိုမတွေ့မချင်းရှာကြမည်ဟုသောရည်ရွယ်ချက်နှင့်စာနရိတ်ခါ3-4ရက်စာယူလာကြသည်ကိုလည်းအဖိုးကြီးခမမရိပ်မိရှာပြီအဖိုးကြီးအားဖြောင်းဖြောင်းဖျားဖျားပြောခေါ်၍စမ်းချောင်းတိုင်းခရီးဆက်လာကြရာတဒေါင်းစစ်ချိုးကွေတကွေမှာ
စမ်းရည်အိုင်ကြီးတအိုင်ကိုတွေ့ရ၏ဖွေးရပျောက်သဖြင့်စိတ်ပူပန်မှုကိုဖော်ပြရန်နာထိုစမ်းရည်အိုင်နာ၌ပင်တောဆင်ရိုင်းကြီး၏သွေးစသွေးနာတွေကပျောက်သွားသည်စမ်းရည်အိုင်တဲပဲကြတည်လေသလားဟုတွေးရအောင်ကလည်းစမ်းရည်မှာခါလောက်သာနှက်၏အိုက်ထွန်းပါနှင့်ဝန်တောက်မင်းတို့မှာတော်တော်စိတ်အိုက်သွားကြသည်အမဲလိုက်ရာတွင်အလွန်အနှံ့ခံကောင်းသည်ဆိုသောဝန်တောက်မင်း၏ခွေဘိုးကြားကလည်းဟိုနန်းသည်နန်းနှင့်ရောင်တောင်ပေါင်တောင်လှုပ်နေလေသည်ဟောဒီမှာတွေ့ပြီဗျဒီရေအိုင်ထဲကရေစိမ်ပြီးချောင်းဖျားကိုတက်သွားတာဒီချောင်းဖျားမှာဆင်သိန်းချိုင်းကမုတ်ချရှိရမယ်ဝန်တောက်မင်းကအားတက်တရောလှမ်းပြောသဖြင့်အိုက်ထွန်းပါမှာစမ်းရည်အိုင်တစ်ဖက်သို့ပြေးကြည့်ရသည်တကယ်ပင်ဟုတ်သည်တိုးစင်ရိုင်းကြီးသည်စမ်းချောင်းအတိုင်းတက်သွားသဖြင့်ခွာရှက်ချော်ရာတွေကိုတွေ့ရသည်တညအိတ်ကြာသွားပြီဖြစ်၍လားသို့မဟုတ်စင်ကြီးကရေစိမ်လိုက်လေ၍လားမသိစင်ကိုပေါ်မှာဒလန်းလုံးစီးကြလာတော့သွေးစသွေးနာတွေကိုလုံးဝမတွေ့ရတော့ကျွန်တော်တို့ဒီစမ်းချောင်းအတိုင်းလိုက်နေခီးဖင်နေမယ်ဝန်တော့မင်းညီကလည်းအတော်ဆောင်းသွားပြီဒီစမ်းချောင်းဟာတတောင်စစ်ကွေးတွေများတယ်အဲ့ဒါကြောင့်ဒီတောင်ကိုကြော်ပြီးရှေ့ကဖြတ်စီးကြရင်မကောင်းဘူးလားအဖိုးကြီးကလည်းတိတ်စိတ်မပါတော့ဘူးဗျလှူဝတ်တိုင်မင်းတန်ဖြင့်တူတူဖတ်အိုက်ထွန်းပါကဝန်တော်မင်းအနာသူတူကပ်၍လီတန်းနှင့်ပြော၏အိုက်ထွန်းပါပြောသည်မှာအမှန်ပင်ဖြစ်သည်ဤနန့်ပေါ်ဆန်းချောင်းမှာတောင်ကြားအတိုင်းကွေ့ကောက်၍ယူမတွေကစီဆန်းလာသောဆန်းချောင်းဖြစ်၍တထောင်စစ်အကွေ့အကောက်တွေကများလာသည်ထိုနန့်ပေါ်ချောင်းတထောင်စစ်ကွေ့အတိုင်းစီနောက်ကိုလိုက်နေခီးဖင်နေမည်ထို့ကြောင့်ရှိကကာစီနေသောယူမတောင်ကြီးတစ်လုံးကိုဖြတ်ကျော်တတ်ပြီးစင်ကြီးအလာကိုရှိကကြိုဆောင်ကြရန်ကိုမွန်တောက်ကလေးကလည်းတဘောတူလေသည်စင်သိန်းချိုင်းကိုတွေးရမည်ဟုသောလောဘဇောကြောင့်သာအပြင်းနှင်လာကြတော့လေလူတွေမှာအတော်ပင်ပန်းနေပြီဖြစ်သည်ထို့သောဝင်းတောင်မင်းဤခွေပူကြားကတော့ခြေသွင်းနေတော့မေတခါလူတွေရှိကဂိုက်340ကျော်ရောက်သွားပြီးတစုံတစ်ခုကိုထိုးဟောင်နေတန်ကြားရသည်ထို့အခါဒဏ်ရာပြင်းထန်စွာရ၍သင်းချိုင်းသူသွားနေသောစင်ရိုင်းကြီးကိုများတွေး၍ခွေးပူကြားကဟောင်နေခြင်းပေလားအထင်နှင့်လူတွေမှာခွေးဟောင်တန်ကြားရစီသို့အပြင်းပြေးလိုက်ကြရသည်ခွေးပူကြားထိုးဟောင်နေသောနေရာသို့ရောက်၍တစ်ပင်ပေါ်သို့မော်ကြည့်လိုက်သောအခါတောကြောင်ရှင့်မြောက်ဆသောတရိษံတကောင်းကောင်းကိုသာမြင်ရသဖြင့်လူတွေမှာအမောဆို့ရပြန်သည်တဖြည်းဖြည်းတရွေ့ရွေ့နှင့်ရှိသူချီလာကြရာတောမှာနှစ်ဆိုင်သည်တဲ့နှစ်ဆိုင်လာသည်နေကလည်းအတော်ဆောင်းသွားလိမ့်ပြီတစ်ချက်အောင်လောင်းငှက်အုံများလူတန်ကြား၍လန့်ပြီးအော်မီပြန့်သွားကြသည်မှာတောကြီးမဲမဲတဲ့၌ကြက်တီးထကြိုးချမ်းပွေရပင်တောင်ကျိုးအတိုင်းအတက်ကြီးလာကြရသဖြင့်လူတွေမှာချွေးပြန်နေကြလိမ့်ပြီပုတ်ဟောင်သောနှင်းတိုးတိုးအနက်ဆိုးတစ်ခုကလည်းအိုက်ထွန်းပဝင်တော့မင်းနှင့်ကညူးအဖိုးကြီးတို့၏နှက်ခေါင်းထဲသို့ရုပ်ချင်းတိုးဝင်လာ၏အိုက်ထွန်းပစိတ်ထဲမှာအတိုင်းမသိတုန်လှုပ်ချုပ်ချားသွားလေသည်ဤဒီကိုရိပ်မိ၍လာမသိဝင်းတောက်ကလေးထွန်းအောင်မြင့်ကအိုက်ထွန်းပါနာတိုးကပ်လာပြီးစင်တင်ချိုင်းနဲ့တိတ်နီးနေပြီအိုက်ထွန်းပါဒီတောင်ကိုကြော်လို့ဟိုဘက်စမ်းချောင်းပြားကိုရောက်ရင်စင်တင်ချိုင်းကိုမုတ်ချတွေ့ရတော့မယ်ခုပုတ်တိုးနန်လာတဲ့အနံ့တွေဟာစင်တင်ချိုင်းစီကလွင့်ပြန်လာတဲ့အနံ့အသက်တွေပဲဘာမှစိတ်ပြတ်မနေနဲ့ကျုပ်တို့စင်တင်ချိုင်းကိုရောက်တော့မယ်ဝင်တော့မင်းဤစကားကိုကြားရဖို့အခါအိုက်ထွန်းပါမှာလောဘသားပြီးတအားတက်သွားမိပြန်သည်စင်တင်ချိုင်းကိုတွေ့ရတော့မည်ဆိုတော့လေပင်ပန်းနွမ်းနေလာသမျှတို့သည်ခဏတော့ရုပ်ချင်းခုန်ပုတ်ထွက်ပြေးသွားကြသလိုပဲထိုအခါအိုက်ထွန်းပါ၏ခြီလန်းမှာမြန်လာပြန်သည်သို့တော့လူတွေကိုကြော်၍ရှိသူခိုက်340ကြိုရောက်နေသောဝင်းတောင်မင်းဤခွေဘိုးကြားကိုတော့အိုက်ထွန်းပါမှာအမိမလိုက်နိုင်ပါသည်စင်တင်ချိုင်းမှအပုံနှံ့များကိုရလာသဖြင့်ခွေးဘိုးကြားမှာတကိန်းကိန်းမီကပို၍ခြီလန်းတွက်လာလေသည်ဝါကနေအော်မီပြန်တန်းသွားကြတော့ရင်ရိုင်းမှတအုပ်ကြောင့်အိုက်ထွန်းပါမှာလန့်ဖြတ်ပြီးမအော်မိအောင်စိတ်တတိကိုမနှဲကြိုးစားပြီးထိန်းထားလိုက်ရသည်ထိုရင်ရိုင်းမှများပြန်သွားပြီးခါမှပုတ်ဟောင်ဟောင်းညင်းတိုးတိုးအနှံ့ဆိုတစ်မျိုးကပူ၍အော့ကျင်အန်ကျင်လောက်အောင်နှံ့စောလာသည်တဖြည်းဖြည်းနဲ့လူ3ယောက်မှာတောင်ထိပ်နှင့်နီးလာဖြစ်ဖြစ်ဟိုဘက်ကြလျင်အစင်းမှုလူတွေမှာတတ်တာပြီတော့မီစင်တင်းချိုင်းတွင်စင်သေးကောင်များအတုံးအယုံတေဆုံးနေကြသည်နှင့်အနှစ်အလားလားကတေးကြည်ထားကြသောတောစင်ရိုင်းများ၏အယိုးအဆွဲတို့မှာတောင်ပုံရာပုံဖြစ်နေသည်များကိုလည်းတောင်ထိပ်ပေါ်ကလှမ်းကြည့်လင်းပြီးမြင်ရအံ့နိုးစိတ်အတွေးနှင့်အိုက်ထွန်းပါ၏စိတ်ထဲမှာအကြောက်ပြီးသွားလေသည်အမှန်ကအိုက်ထွန်းပါသာမဟုတ်
ဝင်းတောက်ကလေးကြီးစိတ်ထဲရင်ထဲမှာလဲလောဘဇောတွေကပေါင်းပင်ခတ်နေကြပြီလိမ့်မည်